မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အပတ်စဉ်လှူဒန်းနေကြဖြစ်တဲ့တနင်္ဂနွေတိုင်းမှာခွေးစာကျွေးတဲ့အလှူလေးကိုလုပ်ဖြစ်ခဲ့ပါတယ်ဒီချက်သားတွေကတော့ညီမလေးစွတ်ဆွေလွင်ကနေပြီးတော့မှပေးထားတဲ့ချက်သားတွေဖြစ်ပါတယ်ပြီးတော့သူ့ဆိုင်ကနေပြီးတော့အုံတော့ခေါက်ဆွဲတို့ကြာစံချက်တို့ကြာစံတုပ်တို့နောက်ထပ်မွေးကားတို့အဲ့ဒါတွေလည်းအများကြီးကျွန်တော်လည်းပေးလိုက်ပါသေးတယ်အားကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ညီမလေးနောက်လည်းဒီထက်မကလှူဒန်းနိုင်ပါစေနော်ဆောက်လို့ကောင်းပါပါအများကြီးပဲကြာစံတုပ်နဲ့ဝါသားတို့ဒါအုံးတော့ဆွဲဒါလေးကကြတော့နောက်ထပ်အလူရှင်တယောက်ပေါ့နော်ဒါကတော့သွားပြီးတော့သူများအိမ်မှာနန်းကြီးတုပ်စားခြင်းနဲ့ဆိုပြီးတော့နန်းကြီးတုပ်စားခဲ့တာဖြစ်ပါတယ်ဖက်ပရဲဘက်ကိုရောက်ရင်တော့ကျွန်တော်မြန်မာဆက်ဆက်မငတ်ဘူးပေါ့နော်ဒီလိုမွေးကားတွေကြာစံချက်တွေကြာစံတုပ်တွေစားပြီးတော့ပြောမှဒီမှာဗလဲနန်းကြီးတုပ်ကိုပါထပ်ပြီးတော့စားရသေးတယ်ပေါ့နော်ကဲခွေးစာကျွေးဖို့သွားပါမယ်ခွေးစာကျွေးဖို့ကတော့ခွေးစာတော်တော်များတယ်ပေါ့နော်ဒီတစ်ခါကဒါကတော့ကျွန်တော်တို့အလူရှင်အဖွဲ့တွေဖြစ်ပါတယ်ခွေးစာကျွေးဖို့ကကျွန်တော်အရင်တော့ကျွေးတဲ့ခွေးအကောင်တွေထက်လည်းပိုများလာတယ်အလူရှင်တွေလည်းများလာတဲ့အတွက်ကြောင့်ကျွန်တော်လည်းပဲတော်တော်များလေးကိုဝါလေးနဲ့ခွေးလေးတွေကျွေးလိုက်ခဲ့ပါတယ်ဒါလေး wait လာမယ်ဒီမှာလိုက်လာပြီကြည့်တော့နောက်မှလာမှာကလေးတွေခွေးစာတရားရဲ့ဟိုဘက်ချမ်းဒီဘက်ချမ်းဆိုခွဲကြည့်ရတာပေါ့နော်ကဲမချေးနေရမှာကြီးကျွန်တော်တို့ဟိုဘက်ချမ်းကိုအရင်သွားကြည့်မှာပေါ့နော်ပြီးတော့မှဒီဘက်ချမ်းကိုကြည့်မှာအဲ့မှာစုပ်ပြက်လေးနဲ့နင်းနေရအဖွားတယောက်ရှိတယ်အဲ့အဖွားတော့ကိုလည်းစန်စီစားနဲ့ပတ်ဆက်လေးတွေတနေ့တည်းများလူတန်းခဲ့ပါတယ်ခင်ဗျာကျွန်တော်ကိုလူတန်းချင်းနေဆိုရင်လည်းဆက်သွယ်လို့ရပါတယ်ဒါကတော့ခွေးစာလေးပါကျွန်တော်တို့ကချက်သားပြုတ်နဲ့တမင်းနဲ့ပဲကျွေးတာဖြစ်ပါတယ်အရင်အာဟာရရှိပြီးတော့ခွေးလေးလည်းတော်တော်လေးကြိုက်ပါတယ်ခင်ဗျာအရင်ကျွေးနေကြခွေးကောင်တွေထက်ပိုပြီးအများကြီးကျွေးနိုင်ကြလို့လည်းရန်လဲဝမ်းသာပီတီဖြစ်ရပါတယ်အလူရှင်တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒါလေးကကြတော့ဒါဒီဘက်ချမ်းမှာရှိရတာနောက်ထပ်ခွေးအကောင်အစ်စ်ကလေးတွေဖြစ်ပါတယ်အရင်တော့ကျွေးနေကြခွေးလေးတွေကကြတော့တက်တက်ရှိရပါတော့ဒါကတခြားတစ်ဖက်ချမ်းကခွေးအစ်စ်တွေဖြစ်ပါတယ်ကျွန်တော်ကတော့ခွေးစာကျွေးရတာကိုတော်တော်လေးကိုစိတ်ကျဉ်တတ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့လေးလည်းစားရတာဘဝလင်းရှိတယ်ကိုယ်လည်းတော်တော်လေးကုသိုလ်ရရပေါ့နော်။ကြည့်ပါဦးသူတို့စားတာလေးကြည့်ပြီးတော့ပီတိဖြစ်ပါတယ်နော်။အားရပါရကိုစားတာပေါ့လေ။အဲဒါကြောင့်လည်းကျွန်တော်ကအပတ်စဉ်စူးစမ်းပြီးတော့လှူပြတာဖြစ်ပါတယ်။ကဲဒါကကြောင့်ဒီဘက်ချမ်းမှာပဲကျွေးနေကြဖြစ်တဲ့ခွေးလေးဖြစ်ပါတယ်။ကဲနောက်ဆုံးတော့ကျွန်တော်တို့ဒါတို့လူမော်တာခေါ်ဆိုကြရအောင်နော်ဒီလိုအားလုံးကြားကြတဲ့ည